မင်္ဂလာပါကျွန်တော်မောင်ကျော်ပါကျွန်တော်ဒီနေ့ပြောချင်တာကတော့ကွန်ဆာစိတ်တဲ့ခြံလေးရေပေါ့ဗျာတချို့အမြင်မဆွဲလို့တချို့အမြင်ဆွဲတာကြာလို့အခုချိန်စိုက်တဲ့သူတွေအဲ့လိုဖြစ်ကြတဲ့သူတွေတော့ကျွန်တော်ပြောပြပေးချင်တာပေါ့နော်ကွန်စိုက်ပြီးသွားလို့ရှိရင်အောက်ကနေပြီးကျွန်တော်တို့တစ်ထောင်လောက်ဖြစ်ဖြစ်တစ်ထောင်လောက်ဖြစ်ဖြစ်အဲ့လိုမျိုးအလုံးပိတ်ကာခိုင်းတာပေါ့ဗျာအောက်ခြေကနေပြီးတော့ဒါအပေါ်ကနေဇာဒီပုံမှန်တိုင်းလူတွေကတော့ဒီမိုးကနေကနေပြီးတော့ဟိုပါဇာအပြာကာကြတာပေါ့အဲ့မရဘူးလေတိုးတယ်ဒီလိုမျိုးလေးအပိတ်ကာပေးရမှာဘာလို့ဆိုတော့ဒီချိန်ကလေဘူးတိုက်တယ်ဗျအဲ့လေဘူးကကျွန်တော်တို့အမြင့်တောင်အထွက်တော်နှေးတယ်အဲဒါကြောင့်ကာပေးရတယ်ပြီးတော့ညလည်းအေးနေတာဆိုတော့အမြင့်မထွက်မှာဆိုတော့ဗျာအမြင့်ဆွဲတာတေချာပြီးအပင်သက်ကြီးတော့မှကျွန်တော်တို့လေဝင်လေထွက်ကောင်းအောင်ပြန်ဖွင့်ပေးပေါ့ဗျာပြီးတော့အမိုးကိုလည်းကျွန်တော်တို့ဒီလိုမျိုးလုပ်ပေးဒါဆိုရင်ခြံမှာဇာနှစ်ထပ်ဇာတစ်ပေါက်ကိုင်းတစ်ပေါက်ပေါ့ဗျာအဲ့လိုမျိုးလုပ်ထားတယ်အဲ့လိုလုပ်နိုင်ရင်အကောင်းဆုံးပေါ့ဗျာအဲ့လိုလုပ်ထားတဲ့ခြံကဒါ12ရက်သားချင်းနေလေးဖြစ်ပါတယ်ဒါ4 5 6ရက်တဲ့ကွာသူကခေါင်းစားထောင်နေပြီအမြင့်ကျနေပြီပေါ့ဗျာဒါပေမဲ့အခုချိန်မှာအမြင့်ကတော်တော်ဆွဲသွားပြီတော်တော်အဆင်ပြေတဲ့ချိန်တွေကိုရောက်သွားပြီပေါ့ဗျာအဲ့လိုမျိုးလေးဂရုတစိုက်စတိတကြလေးတွေလှုပ်ထားပေးပါခင်ဗျာဒါမှအပင်လေးတွေရှင်းတမ်းမှာပေါ့အဲ့တော့ပြောချင်တာဘောင်းစနစ်တကျလှုပ်ပါခင်ဗျာပြီးလို့ရှိရင်မြေယူပြင်ပြီးတော့စိုက်ပါပြီးတော့မြေကန်တွေလည်းထည့်စိုက်ပါဒီချန်ဆိုလို့ရှိရင်ဒါကိုတရုတ်ပုတ်ကရှိမြေခံထားတယ်ပြီးတော့အခုကျွန်တော်တို့မြေအမြင့်ဆဆွဲရနဲ့7ပလက်ကွန်ထုကိုဖြန်းနေပြီပေါ့ဗျာနောက်9ရက်ကြာတော့မှကျွန်တော်တို့ MBK နဲ့7ပလက်ကွန်ထုနဲ့တွဲပြီးတော့ပြန်ထပ်ပြီးဖြန်းပါပေါ့အနောက်ပြီးတော့ဒီအဆင့်ကိုလည်းကျွန်တော်တင်ထားပေးမှာဖြစ်ပါတယ်ပြီးတော့ဒီအချိန်မှာအရေးကြီးဆုံးကကြတော့သူကဟိုပါပေါ့ဗျာဟိုအောက်ကတိုက်တဲ့လေဘူးပေါ့အဲ့ဒါကိုကာနိုင်ရင်အမြင့်ကဆွဲတယ်ပေါ့ဗျာအမြင့်ပိုကောင်းတယ်ပေါ့အချိန်ဒီအကောင်းဆုံးပဲအခုကျွန်တော်ပြောပြတာကဟိုကွန်စိုက်တာပေါ့ဗျာဒီနွေရာသီကိုခုမှစမ်းစိုက်တဲ့လူတွေတိတ်ပြီးတော့ကွန်ချောင်းတိတ်ပြီးတော့မတိတဲ့လူတွေအတွက်ရွေတာဖြစ်ပါတယ်ကျွန်တော်လုံနေကြဆရာကြီးတွေကွန်ဆရာကြီးတွေကတော့ကြော်သွားပါတော့ဒါအကိုတို့ကမရွေပါဘူးဒါကျွန်တော်ပကနာတွေအတွက်ခုမှစားစိုက်တဲ့သူတွေအတွက်ကိုကျွန်တော်ကကျွန်တော်တီးတလောက်ပြောပြပေးတာဖြစ်ပါတယ်ဒါဒီ channel လေးဆိုလို့ရှိရင်ဒါကျွန်တော်ကိုယ်တိုင်ပြောထားတဲ့ကျွန်တော်တို့နီးစနစ်တွေနဲ့စိုက်ထားတဲ့ channel လေးဖြစ်ပါတယ်ကျွန်တော်ကိုနဲ့ပတ်သက်တဲ့ကိစ္စမှသမျှဖုန်းကိုကြိုက်တဲ့ချိန်ခေါ်ပြီးတော့ဆက်လို့ရပါတယ်အားပေး concept တောင်းပြီးအားလုံးအထွတ်တိုးပြီးဈေးကောင်းရကြပါစေခင်ဗျာကျေးဇူးတင်ပါတယ်